chapter ရဲ့အစမှာကျက်တည်ရှိလာတဲ့မြို့ကြီးရဲ့အလယ်မှာမြစ်တာပိုရင်လမ်းလျှောက်နေတဲ့ကမ္ဘာအင်အားအကြီးဆုံးအဖွဲ့9ဖွဲ့ရဲ့ခေါင်းဆောင်ဟော့ကွေကငါကဟော့ကွေပဲကမ္ဘာအင်အားအကြီး9ဖွဲ့ရဲ့ခေါင်းဆောင်ဟော့ကွေပဲကမ္ဘာအင်အားကြီးအဖွဲ့တွေတောင်ငါခြေထောက်အောက်မှာပဲရှိတယ်တေးစံငါပြောတာသူတို့တွေတောင်ငါခြေထောက်အောက်မှာပဲရှိတယ်ကွာမင်းထင်တာငါကဘာမှမလုပ်ရပဲရှုံးမယ်လို့ထင်နေတာလားလို့စကားမဆုံးခင်ရုတ်တရက်ပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးဘာကြီးလဲပလာဇာမြို့လေကောင်မမွန်စတာတွေလားငါထင်တာဒီမျိုးက safe ဆောင်လို့ငါထင်တာဆိုပြီး player တွေကပြောနေတဲ့အချိန်ဟော့ကွေကဘာမှမပြောနိုင်ပဲနှုတ်ဆက်နေခဲ့တယ်ယူရာကန်ကြောင့် player တွေအားလုံးအဖျက်ခံလိုက်ရတဲ့ဆိုရင်တော့မှပေါ့ဟော့ကွေတယောက် feedback phone ကိုပဲဖြစ်ရင်ချောင်းကြည့်နေရတယ်စော်ကြီးကဟော့ကွေကိုသတိထားမိသွားတဲ့အချိန်တစ်ချက်ပြုံးလာပြီးအိုးမင်းတရွာလုံးကိုတစ်ချက်တည်းနဲ့ရှင်းပြလိုက်တာပဲအခုတော့ချက်ချင်းကြီးတစ်စီမျိုးလိုဖြစ်သွားပြီပေါ့လို့ပြောတယ်ယူရာကန်ကငါပိုလိုနေသေးတယ်ပြောစမ်းပါငါရဲ့နောက်ထပ်အစာကဘယ်မှာလဲဟမ်မေကွန်ကောင်းပဲမေးရဲ့နောက်ထပ်အစာလားဆိုပြီးတစ်ချက်ပြုံးလိုက်ပြီးတော့မင်းစားမဲ့သူတယောက်တော့ရှိတယ်သူပေါ်မှာလဲဆိုတာငါလမ်းပြပေးပါမယ်ဆိုပြီးလေထက်ပြန်ပြီးတော့ခေါ်သွားခဲ့တယ်ဒါကိုကြည့်နေတဲ့ဟော့ကွေကတော့ဖောင်ဖွင့်ရင်တန်လန်းနဲ့တစ်ချက်ပြုံးလာပြီးအားရပါရအော်ရလိုက်တယ်လက်ရှိမှာတော့ယူရာကန်တို့နှစ်ယောက်က loop ရှေ့ရောက်နေကြပြီးအဲ့ဒါဘသူကြီးလဲအဲ့ဒါကြီးကတေချာပေါက် user တယောက်မဟုတ်ဘူးဒီ monster ကြီးကတောင်ကြီးကိုစားကြည့်နေသလိုပဲစော်ကြီးကတွေ့ရတာဝမ်းသာပါတယ်နင်က captain loop ဟုတ်တယ်ဟုတ်ဟမ်နေပါဦးနင်ကအတွင်းကကိုသိတာလားသူတို့က monster တော့မဟုတ်ဘူးပဲအတွင်းကတယောက်ပဲငါ့ကိုအဲ့လိုခေါ်တာဆိုတော့လေငါကောင်ရငါနင်းကိုထုံးပြီးတော့မလို့ပဲဘာလို့နေဆက်ကောင်ကအဲ့လောက်ကြောက်ဖို့ကောင်းနေတဲ့ပုံစံလောက်ထားရတာလဲစော်ကြီးကနင်းနဲ့အတွင်းကန်တွေကတော်တော်လေးနှိစက်တဲ့ပုံပဲလူဖ်ကအင်းငါလည်းအဲ့လိုပဲထင်တယ်အမှန်တိုင်းပြောရရင်ငါတို့နှစ်ယောက်ပေါင်းပြီးသူ့ကို level တင်ပေးနေတာငါသူနဲ့မကစားချင်းပြင်မဲ့သူကငါ့ကိုနှောက်ယှက်နေတာမရက်ဘူးလေစော်ကြီးကဘာမှမပြောပဲစိတ်ထဲကနေ master 1ကိုတတ်ပြီးတော့ပြောခဲ့တဲ့စကားကိုပြန်တွေးနေပြီးငါကနည်းနည်းလေးစိတ်ပြက်စရာတွေတွေ့တာနဲ့ငါကမထိန်ရလိုက်ဘူးဆိုပြီးတော့ captain luft ပေါ့လို့ပြောတယ်ပြီးတော့ငါမှန်ခဲ့တာပဲနင်ကတကယ်ကိုစိတ်ပြက်ဖို့ကောင်းလိုက်တာလို့ပြောပြီးအခုသိလိုက်တော့နင်ကိုနေရာကိုတီးဖို့ကောင်းတယ်ဆိုပြီးပြောလိုက်တဲ့အတွက် luft ကတစ်ချက်ကြောင်သွားတဲ့အချိန်ပြုံတစ်ခုကကိုယ်ထဲကိုစိုက်ဝင်သွားပြီးဆုပ်ယူခံလိုက်ရတယ်သူကလုံးဝအရသာရှိတာပဲတေချာတာပေါ့သူကနတ်ဖျားရဲ့အစိတ်ပိုင်းတစ်ခုပဲနတ်ဖျားရဲ့အစိတ်ပိုင်းဒါကနင်းသိဖို့လိုတဲ့ဟာမဟုတ်လို့စိတ်ပူမနေပါနဲ့ဆိုပြီးလူဖီရဲ့ပေါ်ဝါကိုနင်းပြီးငါတို့အခုပိုအရသာရှိတဲ့တစ်ခုခုကိုတွားချရအောင်လို့ပြောတဲ့အချိန်ကျော်ကြီးကနောက်ကနေမင်းတို့ဘယ်သွားဖို့စဉ်းစားနေကြလဲဆိုပြီးဂိုဂျိုစတာကြီးနဲ့ထွက်လာတော့အိုးမတွေ့ရတာကြာပြီပဲငါတို့လေနေကောင်းရဲ့လားဆိုပြီးဆောက်ခွက်ပြောင်းနေတော့ကျော်ကြီးကပါဇက်ပိတ်ထားပြီးတော့အဲ့ဒီခွချီနေနေတဲ့ခြေထောက်ကိုအဲ့ဒီပေါ်ဝါဘော်ကဖယ်လိုက်တော့မင်းမသိချင်ပေါ့လို့ပြောတော့စော်ကြီးကငုံကြည့်လိုက်ပြီးအိုးတောင်းမှပါတယ်ငါကမတော်တဆနင်းမိသွားတာပဲဆိုပြီးသူမဟုတ်တယ်လို့နဲ့နောက်ဆုတ်သွားတယ်ကျော်ရပေါ်ဟာကိုကြည့်နေပြီးဟေ့ရေပွဲလက်နဲ့ကောင်ငါတို့ရက်ချက်ကောင်နေနဲ့ဆက်လိုက်ရရင်ဆိုပြီးမင်္ဂလာပါလို့မိတ်ဆက်လိုက်တော့ဆူရှာတဲ့အလင်းနဲ့ထွက်ပေါ်လာပြီးအာကာသအထိထိုးဖောက်သွားခဲ့တယ်ဒီတခါတော့ငါမင်းကိုပပပဲဆက်ဆံပေးလိုက်မယ်ဒါကြောင့်အခုထွက်သွားတော့ယုံစရာကောင်းတဲ့အဖွားကြီးလို့ပြောတော့ဖွားကြီးကမဟုတ်ပါဘူးစော်ကြီးကအိုးဖရားကြီးဒီလောက်လှတဲ့သူကိုနင်ကဘယ်လိုတောင်ခေါ်လိုက်တာလဲရုပ်ဆိုတဲ့အဖွားကြီးဆိုတဲ့လားနင်းစီမအခွင့်အရေးရှိသလိုဟန်ဆောင်မနေပါနဲ့နင်ငါ့ကိုမတတ်နိုင်တာနင်သိနေတာပဲငါတို့စကားပြောကြရင်ရောဘယ်လိုလဲနင်းအရှိကငါသားရန်သူကိုနိုင်ပြီးတဲ့အခါပေါ်လို့ပြောတော့ကျော်ကြီးကတစ်ချက်ကြောင်သွားတဲ့အချိန်ယူရာကန်ကချက်ချင်းရောက်ချလာပြီးတစ်ချက်အကုတ်ခံလိုက်ရတယ်ဂျူရတ်ကဆရာအဆင်ပြေရဲ့လားကျော်ကြီးကဟာကွာအဲ့ဒါကငါ့ကို surprise တားလိုက်တာပဲသူဘာဖြစ်လို့ငါရချက်ထိသွားတာတော့မှအချင်းလက်ရှိနေသေးတာလဲဆရာအဆင်ပြေရဲ့လားတေချာတာပေါ့ကွာလို့ပြောနေတဲ့အချိန်ကျော်ရဲ့ကိုဘော်ကလက်သေးရတွေကဟော်ရာဆန်ဆန်ပြန်ပိတ်သွားတယ်ယူရာကန်ကဒါကဘာမှကြောက်စရာမရှိဘူးငါလောက်ရမှာကအဲ့ဒီရေစရာကောင်းတဲ့တက်ခတ်ချက်တွေကိုခြောင်လိုက်ရုံပဲမင်းအဲ့ဒီတက်ခတ်ချက်တွေလေးနဲ့တော့ငါ့ကိုဘယ်တော့မှထိနိုင်မှာမဟုတ်ဘူးလို့ပြောတော့ကျော်ကြီးကတစ်ချက်ကြောင်သွားပြီးအော်မင်းကကိုအရင်မြန်တယ်လို့ထင်နေတယ်ပေါ့ကြည့်ရတာငါလည်းငါ့ရဲ့ပါဝါကိုမြင့်တင်ဖို့လိုတော့မှထင်တယ်လို့ပြောတော့ယူရာကန်ကမင်းဒီမှာဘသူ့ကိုမှချင်းချောင်းနေလို့ရမှာမဟုတ်ဘူးမင်းရဲ့အစွမ်းတွေအားလုံးကိုမတော်ရသေးဘူးလို့ချင်းထည့်ချင်းနေတာလားကျော်ကြီးကအစွမ်းတွေအားလုံးလားဆိုပြီးအခုချိန်ချင်းငါတုံးခဲ့တာတွေအားလုံးကတာမန်တက်ခတ်ချက်တွေပဲကွာလို့ပြောပြီးတော့ကျော်ကြီးရဲ့ကိုကနေအလင်းကနေထွက်လာတယ်ပြီးတော့ဒါဝိညင်မုတ်စိန်မောင်းကိုတုံးပြီးတော့ဟေ့ရုပ်ဆိုတဲ့ဂျူနီယာလေးကျော်ကြီးပြောချင်တာကသူ့အမေကလို့ခေါ်တဲ့စော်ကြီးကရုပ်ဆိုနေတော့သူ့သားကလည်းရုပ်ဆိုတယ်ပေါ့နော်ငါပထမဆုံးအနေနဲ့စကေးကိုတုံးမှဆိုတော့မင်းကနေတော့နားလိုက်မယ်ဒါကြောင့်အကောင်းဆုံးဆောင်ထားဖို့ပြောချင်တယ်လို့ပြောပြီးစကေးအသက်သွင်းခြင်းတန်ပေါင်းများစွာသောရိုက်ချက်ကိုအသုံးပြုလိုက်တယ်ကျော်ရဲ့ရချက်ကပြင်းလုံးဟင်းလင်းပြင်းကိုဖြတ်ပြီးတော့စနေဂျိုဒီထိတောင်ရောက်သွားပြီးထိမှန်သွားတဲ့အခါစနေဂျိုဒီတစ်ခုလုံးပါလုံးဝပျက်စီးသွားရင် chapter တစ်ခုပြီးသွားတယ် chapter ရဲ့အစမှာဂျော်ဒီရချက်ကြောင့်စနေဂျိုဒီပေါက်ကွဲသွားပြီးဂျော်ဒီတုံးလိုက်တဲ့စကေးကတော့အခြေခံဓာတ်သမားရဲ့တန်းပေါင်းများစွာရိုက်ခြင်းပဲဖြစ်တယ်ဒီလိုနဲ့တယောက်တည်းကြံနေတဲ့ဟော့ကွေက live လွှင့်ပြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ကကမ္ဘာအင်အားကြီးအဖွဲ့9ဘွဲရဲ့ခေါင်းဆောင်ဟော့ကွေပါလို့ပြောတော့ comment တွေကသူအခုထိရေစရာကောင်းတဲ့ live ကိုလွှင့်နေတာလားအဒီအရှုံးသမားကြီးကမင်းက comment အနေနဲ့တော်မိုက်တာပဲဟာဆိုပြီး view တွေကလည်းများတဲ့ထက်များလာတယ်ဒီနေရာမှာပြောချင်တဲ့ live stream mode ဆိုတာကကစားနေတဲ့ player တွေနဲ့ပြင်ပ user တွေကိုတိုက်ရိုက်ချိတ်ဆက်ပေးတာပဲဖြစ်တယ် Chrono Live user တွေအကုန်လုံးကအဲ့ဒီ live ကိုကြည့်ရှုနိုင်ပါတယ် comment တွေမှာကသူ့ကိုအရှုံးသမားဆိုပြီးပဲပြောနေတော့ Hockey ကငါ့ကိုအဓိကအကြောင်းအရာပဲပြောပြစေတယောက်နဲ့330မင်းတို့တကယ်ပဲအဲ့ဒါဖြစ်နိုင်တယ်လို့ထင်နေတာလားတေချာတာပေါ့ game plan တူတူတွေပြောဖို့အရာတော့အဲ့ဒါက hack ထားတာမဟုတ်သလို buff တစ်ခုလည်းမဟုတ်ဘူးဒါကိုငါတို့ကဘယ်လိုယုံရမလဲသူတို့ကငါတို့ကိုပတ်စံပေးတဲ့နွားလို့မြင်နေတာကွဆိုပြီးကြောက်စရာရုပ်ကြီးနဲ့អော်ပြောတော့ comment တွေမှာကလည်းချီမင်းကကိုကြောက်အောင်လုပ်နေတာပဲနောက်ဆုတ်စမ်းပါသူ့မျက်နှာကတော်တော်ရေရတာပဲ
ဟောက်ကွေးကဒီ fever farm ကိုကြည့်စမ်းပါဇက်ကောင်တွေကိုလိုက်ဖြတ်တဲ့ monster လားဒါကဘလို့အမိုက်မျိုးလဲမင်းရဲ့ဇက်ကောင်အဖြတ်ခံရရင်ဒီ live ကိုဝင်ကြည့်သွားပါငါအခုအဲ့ဒီ monster နာကိုလိုက်ဖမ်းနေတာငါဒီနေ့ game fan တူတူတွေရဲ့မကောင်းကြောင်းတွေကိုဖော်ထုတ်ပြမယ်ဆိုပြီးပြေးနဲ့တခုခုကိုတတိယသွားပြီး like and subscribe နဲ့ notification တွေပါဖွင့်ထားပေးဖို့မမေ့တဲ့အောင်ဆိုပြီးစောက်ခွက်ပြောင်းသွားသေးတယ်ဒီလိုနဲ့ကြော်ကြီးတို့နေရာမှာတော့ဟူမင်းကတော်ကောင်းတာပဲမင်းကငါရဲ့ပုံမှန်တက်ခတ်ချက်တွေအားလုံးကိုရှောင်နိုင်ခဲ့တာပဲမင်းကဘာတူလဲငါကယူရာကန်ငါကလူသားတွေအားလုံးကိုတပ်ပြတ်မဲ့သူပဲငါကအတန်မာဆုံး boss monster Urus ရဲ့ပျောက်သွားတဲ့ခေါင်းပဲလို့ပြောတော့ Urus ကငါသိနေတဲ့ဒီတော့ဒါကငါခန်းစားခဲ့ရတဲ့ယဉ်နေတဲ့စွမ်းအားပေါ့သတိထားပါစေရဒါကကျွန်တော်ရဲ့ region က monster တွေအားလုံးပျောက်ကွယ်သွားတဲ့အကြောင်းရင်းမျိုးဖြစ်တယ်လို့ခန်းစားရတယ်ခုနကတည်သွားတဲ့ captain Luke ရောပဲဆိုပြီးကြော်ကြီးကိုအသေးစိတ်ရှင်းပြနေခဲ့တယ်ယူရာကန်ကမင်းတို့တည်ပြီပဲဆိုပြီးကြော်ကြီးစီကိုအချိန်အဟုန်နဲ့ပြေးဝင်လာတဲ့အချိန် Urus ကအဲ့ဒါကအဲ့ဒီလိုဖြစ်ခဲ့တာပဲလို့ပြောတော့ကြော်ကြီးကအဲ့ဒါတကယ်ပေါ့ဒီတော့ Luke ကသူ့ဇက်ကောင်အဖြတ်ခံလိုက်ရတယ်ပေါ့ဆိုပြီးယူရာကန်ကိုလှဲတော်မကြည့်ဘဲနဲ့မသေးအောင်ရိုက်ချင်းကိုတုံပြီးတစ်ချက်ကျွေးလိုက်တယ်ဟာဒီမှာပဲအလုံးလာပြီးကြည့်ကြပါငါမင်းတို့ကိုပြမယ် comment တွေကလည်း let's go run ဆိုပြီးအားပေးနေကြတယ်ဒီလိုနဲ့ကြော်ကြီးကလည်းမတင်တဲ့သေးပဲနောက်ထပ်တစ်ချက်ထပ်ရလိုက်တယ်မသေးအောင်ရိုက်ချင်းယူရာကန်ကမချိမငဲခံစားနေရပြီးကြော်ရီကိုပြန်တိုက်ခိုက်ဖို့လို့တော့ကြော်ရီကမသေးအောင်ရိုက်ချင်းကိုတန်ပေါင်းများစွာရိုက်ချင်းနဲ့တွဲသုံးလိုက်ပြီးမသေးအောင်တန်ပေါင်းများစွာရိုက်ချင်းကိုအသုံးပြုလိုက်တယ်ယူရာကန်ကလည်းအကျိတ်နဲ့ခံနေရပြီးဒါကိုကြည့်နေတဲ့ Hawk Queen နဲ့ player တွေကတော့ကြည့်ပါဦးတရားရောကတိုက်ခိုက်နေတယ်အဲ့ဒါကအရန်ဝေးလုံးနေသေးတယ်ငါတေချာမမြင်ရဘူးလို့ပြောနေတဲ့အချိန် boundary ဘော်ကရုံနဲ့ကြော်ကြီးရုံနဲ့ကတစ်ထက်တစ်ကြနေအောင်တူနေတာကိုတွေ့လိုက်ရပြီး player တွေကနေပါအောင်မဖြစ်နိုင်တာအဲ့ဒါဘာကြီးလဲသူဒီမှာဘာလုပ်နေတာလဲအဲ့ဒါကဘာပြတ်တဲ့နေ့တုန်းကသူပဲ Hawk Queen ကကြော်ကြီးကိုသူ့ကိုတီးခဲတာပြန်တွေးနေပြီးအဲ့ဒါကအဲ့ဒီလူယုံမှဆိုပြီးသူ့လေးကိုထုတ်ပြီးတော့လူဆိုးတွေကနောက်ဆုံးမှရှုံကြတာပဲငါအခုဘာတွေးနေလဲမင်းသိလားအားလုံးကမင်းကြောက်ပဲကွာဆိုပြီးကြော်ကြီးကိုမြားချိန်ပြီးပြောနေတော့မှယူရာကန်ရဲ့ဂျူကကြော်ကြီးရချက်ကြောင့်ပြုတ်ထွက်သွားတယ်ဟောက်ကွီနဲ့အကောင်လုံးကကြည့်နေကြပြီးအဲ့ဒါဘာကြီးလဲဂျိုကြီးကပြတ်ထွက်သွားတာလားဆိုပြီးပြောနေကြတဲ့အချိန်ယူဇာတွေထဲကတစ်ယောက်ကဟေးအားလုံးပဲငါးဆက်ကောင်ပြန်ရပြီကွာလို့ပြောလိုက်တော့အားလုံးကအံ့ဩကုန်ပြီးဝိုးငါရောပဲငါအခုပြန်ဝင်ကစားတော့မယ်တတ်တာဆိုပြီးပြောကုန်ကြတော့ဟောက်ကွီတစ်ယောက်အဲ့ဒါကမဟုတ်မှလွယ်ရောဆိုပြီး system ကနေခိုးယူထားသောဝိညာဉ်များအားလုံးပါရှင်စီတို့ပြန်လည်ရောက်ရှိသွားပါပြီတင်းဤ level နဲ့ point များပြောနေတော့ပါပြီဆိုပြီးယူရာကန်ရဲ့ level က900ကျော်ပဲကျွန်တော်တို့ကိုတွေ့ရတယ်ကျော်ကြီးကဒါကဘာဖြစ်နေတာလဲမင်းအစားကတော့မြေပုံတစ်ခုလုံးကိုပတ်ပြန့်နေပြီးငါရဲ့တိုက်ခိုက်ချက်တွေကိုရှောင်တိန်နေခဲ့တာအခုတော့ပုံနှေးလာပြီပေါ့ယူရတ်ကသူခိုးထားတဲ့စွမ်းအင်တွေအားလုံးကပါရှင်နေစီပြန်ရောက်သွားတာသူကပလေယာတွေကိုတတ်ပြီးသူတို့စီကစွမ်းအင်တွေကိုခိုးယူထားတာပဲလို့ပြောတယ်တစ်ဖက် Chrono Life Company မှာလည်းဒီတော့ပလေယာတွေကအဖြတ်ခံလိုက်ရတာမဟုတ်ပဲယူရာကန်ရဲ့ဂျိုစီကိုဆုပ်ယူခံလိုက်ရတယ်ပေါ့ CEO ကတေချာတာပေါ့အယူရဲ့မင်းဂိမ်းဖန်တီးတဲ့အတင်းကဖြစ်ပြီးဒါတွေတော့မင်းမသိဘူးလားလို့ပြောတော့ညမှန်တဲ့တယောက်ကကျွန်တော်ဒီဇိုင်းအဖွဲ့ကပါဆရာလို့ပြောတယ်ကျော်ကြီးကတကယ်ကြီးလားဒီတော့ငါဒီကောင်းကိုရိုက်အောင်မယ်ဆိုရင်အသေးပဲကကပတိန်လူပြန်လာလိုက်မယ်ပေါ့ယူရာကန်ကအန်ကျိတ်ပြီးမင်းကဘာမှမဟုတ်ဘူးကွာဆိုပြီးရှစ်တက်လာတော့ကျော်ကြီးတယောက်တန်ပေါင်းများစွာမသေးအောင်ရိုက်ချင်းကိုထပ်ပြီးတုံးပေးလိုက်တယ် system ကနေခိုးယူထားသောဝိညာဉ်များပန်ရှင်စီတို့ပြန်လည်ရောက်ရှိသွားပါပြီတင်းဤ level နဲ့ point များအားလုံးရော့သွားပါပြီဆိုပြီးယူရာကန်ရဲ့ level ကအများကြီးထိုးကျသွားတာကိုတွေ့ရတယ် fever phone ထဲမှာလည်းသူပြန်လာပြီကွာအဲ့ဒါကဘာပြတဲ့နေ့ကကောင်ပဲ Hawk ရဲ့ live stream ကိုတွားကြည့်ကြအဲ့ဒီ boundary တွေကစုကျင်းတဲ့တကယ်ကိုထိုက်တန်အောင်ကောင်းလာပဲနေပါအောင်သူကတခြားပရိယာတွေကိုလိုက်တက်တဲ့ထင်နေတာမင်းတို့ကတော်တော်လေးပြောင်းလဲတတ်တာပဲငါသိပါတယ်ဟုတ်တယ်မလားဟဲ့အောင်ပါစပ်ပိတ်ထားငါရဲ့ဇက်ကောင်ပြန်ရတာသူ့ကိုကျေးဇူးတင်ရမယ်ငါရောပဲဆိုပြီးပြောနေကြတော့ဟောက်ကီကပြောစရာစကားမဲ့သွားပြီးသူ့ရဲ့လေးကိုပြန်ချလိုက်တယ်တစ်ဖက်မှာလည်းကျော်ကြီးတို့တိုက်ပွဲကိုကြည့်နေတဲ့ Luke ကလည်းကျော်ကြီးနဲ့စတွေ့တုန်းကအချိန်တွေကိုပြန်တွေးနေခဲ့တယ်ဒီလိုနဲ့ ယူရာကန်ကလည်းလုံးဝကိုဒူထောက်ကျနေပြီး level ကလည်း180ပဲကျန်တော့တယ် Urus ကဟာသူခိုးထားတဲ့စွမ်းအင်တွေအကောင်လုံးသူ့စီကနေပြန်ထွက်သွားပြီသူ့ရဲ့ပုံစံအမှန်ကိုပြန်ရောက်သွားပြီကွာကျော်ကြီးကအင်းငါလည်းအဲ့လိုပဲပြောမလို့ပဲကောင်းပြီဒါဖြစ်အဆုံးသတ်လိုက်ရအောင်လို့ပြောတော့ယူရာကန်ကငါကယူရာကန်လူသားတွေအားလုံးကိုတပ်ပြမဲ့သူပဲလို့ပြောပြီးကျော်ကြီးကိုပြုံနဲ့ထိုးလိုက်တော့ကျော်ကြီးတယောက်အဆုပ်ခံလိုက်ရတယ်ကြီးရှုနေတဲ့သူတွေအားလုံးကလည်းပါဇက်ဟောင်းလုံးဖြစ်သွားပြီး system ကနေလည်းတင်ပြမှတ် E level နဲ့ point များကိုစုပ်လိုက်ပါပြီဆိုပြီးယူရာကန်ရဲ့ဂျိုကပြန်ရှည်ထွက်လာတယ်ဟာအရသာရှိတဲ့လုံးဝကိုအရသာရှိတဲ့ဆိုပြီး Urus ရဲ့နောက်ထပ်ခေါင်းတစ်လုံးယူရာကန်က level 999ဖြစ်သွားတာကိုတွေ့ရတယ်Urus ကသူ့ဆရာရဲ့ဒုတ်လေးကိုကြည့်ရင်မျက်ရည်တွေကျလာနေတဲ့အချိန် system ကနေဖုံးကွက်ထားသော scale healing factor အသက်ဝင်ပါပြီတင်ဤထိခိုက်ထားသောခန္ဓာကိုယ်ကိုပြန်လည်ကုသနေပါပြီလို့ပေါ်လာတော့ ယူရာကန်ရဲ့ဘိုက်ကြီးကချက်ချင်းပူလာပြီးဘာဆိုပြီးယူရာကန်ကလန့်သွားတယ်ရုတ်တရက်မျက်နှာကြီးတစ်ခုကထိုးထွက်လာပြီးသမင်းဆယ်ရက်လောက်မစားထားရတဲ့အတန်ကြီးနဲ့ညီးနေပြီးတော့ရုတ်တရက်ယူရာကန်ဘက်ကိုလှည့်ပြီးကူကာလို့ခလေးအော်တန်လို့ပြောလိုက်တော့ယူရာကန်တယောက်မျက်ရည်တွေကျအောင်ကြောက်ရင် chapter တစ်ခုပြီးသွားတယ်